Hello အေးလေး TikTok တောင်းနေပါတော့ခေးလေး TikTok တောင်းနေအဲ့လိုဆိုတော့အေး TikTok မှာပေါ်တဲ့သူ့ရဲ့ trend တွေကခေးရှိမှဒီလားဆိုတာအဲ့ဒါစမ်းကြည့်ပြီလားခေးအဲ့တော့ဟိုအရင်ဆုံးတော့ဒီအခုတလုံးမှာဟိုမြင်ရတဲ့ဟာရှိတယ်ဒါပါလဲဆိုတော့ဟိုလေဆိုပြမယ်တချင်းဆိုပြမယ်အဲ့ဥစ္စာကြည့်ဘယ်လိုလဲဆိုတော့ဟိုက somebody's watching me it's my anxiety ဆိုပြီးတော့ဒီမျိုးလေးသိလားဒွန်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 းအဲ့ဒါသိလားအဲ့လိုမျိုးဒီလိုမျိုးကားရဲ့ဟာလည်းရှိရယ်နောက်တစ်ခုကကျတော့မှန်မှန်လေးတယောက်ဟိုတရေ6တဲ့ပုံစံမျိုးလိုတယ်တယောက်ကကျတော့ဟိုဒီရှိမှဒီလိုမျိုးလေးနောက်တစ်ယောက်ကကျတော့လုံးလှည့်လိုက်ပြင်မဲ့မှန်ထဲမှာမလှည့်ဘူးအဲ့လိုမျိုးဖြစ်နေတာသိလားမြင်ဘူးလို့ပဲနည်းနည်းတော့တွေ့အဲ့ချင်းတော့ကြားဘူးပဲပေါ့ကြားဘူးလို့ထိုင်ပါဆိုတယောက်နဲ့တယောက်နဲ့ကတိတော့မှမနေခိုင်းတိတ်တော့မတူဘူးနောက်တစ်ခုကဘာရှိလဲဆိုတော့ဒီဟိုက effect လက်ပြ effect ဘယ်လိုလဲဆိုတော့အဲ့လိုရီလိုက်လို့ရှိရင်နောက်ကနေလက်ပြကြီးထွက်သိလားသိတချင်းကကြတော့ဘယ်လိုလဲဆိုတော့တန်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  no 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 အဲ့ဒီသိလားအဲ့လိုသိလက်ရဖတ်အနောက်ကနေရဲလို့ရှိရင်လက်ပြရဲလို့ထွက်လာလက်ရအသေးစလုံးပဲဒီလိုရတာအသေးစလုံးဟုတ်လက်ပြလက်ရတယ်အများကြီးရအောင်ကြည့်လို့ရဖုန်းညံတိရဖေးလို့တိရဖိုးတော်တိရလက်ရရအကြောင်းတို့အများကြီးဟုတ်တယ်ဟုတ်တိအဖိုးကြီးအောင်တွေ့တယ်ဟာဘိုးကြီးတွေ့ရပါနောက်တစ်ခုကကြတော့ဗာရှိတယ်ဆိုတော့ဟိုကောင်းလေးနဲ့ကောင်းမလေးနဲ့ trend နဲ့joy ရဲ့ trend joy နဲ့ဘယ်လိုလဲဆိုတော့ဟိုကောင်းမလေးအကျက်နေလို့ဖက်နဲ့မပါဘူးဒီလိုမျိုးပြေးတာအနောက်ကနေရိုက်ထားကောင်းလေးအနောက်ကနေရိုက်တာပြီးဘယ်လိုလဲဆိုကြည့်လိုက်လို့ရှိရင်ဖက်နဲ့ကင်ပြီးတော့တဲ့ဖက်နဲ့ကိုကင်နေလို့ slow motion နဲ့အဲ့လိုမျိုးလိုက်တချင်းရကြတော့ဘယ်လိုလဲဆိုတော့ဗာလဲသိဘူးလားလေတွန်း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 အဲ့လိုဒီသိမပြောင်းနောက်တစ်ခုရှိသေးတယ်။ဘာလဲဆိုတော့ဟိုကကာရတရုတ်စားတွေ့ရတော့တရုတ်ကောင်ကြီးအဲ့လို mass တွေပါတက်ပြီးတော့ကာ။ဘာလဲနည်းနည်းတော့တစ်ပတ်လောက်တော့ရှိပြီလို့ဒီလိုမှမေးပါဒီလိုမျိုးလေဒီလိုမျိုးအဲ့လိုအတန်းလိုက်ကြီးကာတွန်း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 ဒီဝတိလားသိဖိတ်တော့ဘာကြီးကြည့်နေကောင်းမလေးမှာပြဟိုတရုတ်ချင်းအဆိုတော့ချင်းတွေနောက်ပြီးတော့ဟို DJ ပုတ်ပြီးကား DJ ဒီကောင်းမလေးစားတာရဲ့အဲ့ဒီချက်စားပြီးတယ်အဲ့ဒီနောက်တစ်ခုရှိသေးရဲ့အဲ့နည်းနည်းတော့ကြာပြီဘယ်လိုလဲဆိုအဲ့လေကောင်းမလေးနဲ့ join နာပဲတစ်ချင်းနဲ့ရဟာလေးအဲ့အတစ်တွေပါလေလုပ်တယ်ဘယ်လိုလဲဆိုတော့ဒီလိုမျိုးအဲ့လိုဒီမှာကြိုက်ပြီးတော့ဒီလိုအရင်ကောင်းလို့ကြာရတော့sniper ပြီးကောင်းမလေးပဲလှည့်ပြီးတော့ wifi ဆိုပြီးအဲ့လိုမျိုးလက်ထက်လက်စွပ်တွေပါနေလေရအောင်အဲ့လူကြီး TikTok မှာဘာကြီးပေါ်နေလဲမသိ